YouTube channel ကိုစားလို့ပြီးမိတ်ဆွေတို့အနေနဲ့ဘာလို့လဲမှမသိရလို့ရှိတာဒီနေ့ကကြတော့ကိုရီဒီရဲ့ YouTuber 1 class ကိုမိတ်ဆွေတို့အနေနဲ့တက်တယ်လားမတက်သေးဘူးလားဆိုတော့ကိုတက်အနေနဲ့ဒီနေ့ဒီဗီဒီယိုမှာပြပြပေးသွားမှာဖြစ်ပါတယ်Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုရီဒီရဲ့ YouTuber 1 class မှာတက်ရောက်နေတဲ့ဒေသကျောင်းသားကိုတက်ဖြစ်ပါတယ်ကိုရီဒီရဲ့ YouTuber 1 class မှာဘာတွေပေါဝင်ပါလဲနံပါတ်1ချက် YouTube channel ကိုဘယ်လိုထားရမလဲ YouTube channel မှာပါဝင်တဲ့ background တွေကိုဘယ်လိုဖန်တီးရမလဲနံပါတ်2ချက် content creator တွေကိုဘာတွေလိုအပ်တယ်လဲနံပါတ်3ချက်ကိုယ့်ရဲ့ video edit တွေကိုအကောင်းဆုံးဘယ်လိုဖန်တီးမလဲနံပါတ်4ချက်အရေးကြီးဆုံးပေါ့နော်အဲ့ဒါကြတော့ကိုယ့်ရဲ့ YouTube channel ကို monetization အောင်ဖို့အတွက်ဘယ်ချက်တွေကိုလိုက်နိုင်ရမလဲဘယ်ချက်တွေကိုမလိုက်နိုင်ရဘူးလဲဆိုတာတွေကိုသိချပေးမဲ့အရာတွေပါဝင်ပါတယ်မိတ်ဆွေတို့မြန်မာကြတော့ကိုတီတီကဘယ်လိုလုပ်လဲကိုသက်မြန်မာကြတော့ကိုတီတီကနားလည်ရခက်တဲ့ဤပညာပိုင်းတွေကိုတာမန်လူတွေနားလည်အောင်သေသေးချာချာလေးစနစ်တကျရှင်းပြပေးနိုင်စွာရှိတဲ့လူတွေကတော့ကိုသက်အနေနဲ့မြေတယ်ပေါ့နော်ကိုတီတီရဲ့တင်တန်းမှာသူ့ရဲ့တွေ့ကြုံတွေကိုပြောပြပေးတာဆိုတော့ပြောပြပေးတာတွေပါဝင်ပါတယ်သူဘယ်ကုမ္ပဏီတွေနဲ့ဘယ်လိုမျိုးလုပ်နေရလဲဘယ်လိုဟာတွေကိုဘယ်လိုလုပ်တာလဲဆိုတာစသူ့ရဲ့တွေ့ကြုံတွေအကုန်လုံးပြောပြပေးတာတွေပါဝင်ပါတယ်ကိုတီတီရဲ့တင်တန်းမှာတင်တန်းသားတွေရဲ့ group ကိုမဖြတ်ပြီးပဲနဲ့ဒီတိုင်းထားပေးထားတာမို့လို့တင်တန်းတက်ပြီးသားဗီဒီယိုတွေကိုတင်တန်းသားတွေအနေနဲ့ဗတ်ရှေပဲဖြစ်ဖြစ်ပြန်ဝင်ကြည့်လို့ရတယ်ပေါ့နော်ကိုတီတီရဲ့ YouTuber 101ကိုဘယ်လိုလူတွေကတက်တဲ့လဲဘယ်လိုလူတွေကမတက်တဲ့ဘူးလဲโอเคမိတ်ဆွေက YouTuber စလုပ်တော့မယ်ဆိုရင်ကိုတီတီရဲ့ YouTuber 101ကိုမိတ်ဆွေအနေနဲ့တက်ကိုတက်တဲ့တခုလို့ကိုတက်အနေနဲ့မြင်တယ်ပေါ့နော်ဘယ်လိုလူတွေအတွက်မတက်သင့်ဘူးလဲဆိုရင်မိတ်ဆွေက YouTube ကြောက်လဲနားလဲတယ် YouTube မှာလည်း subscriber ရှိတယ်ဆိုရင်မိတ်ဆွေအနေနဲ့တခြားသော skill သင်တန်းတွေကိုတက်ဖို့အတွက်ကိုတက်အနေနဲ့ကောင်းဆုံးကြံပေးခြင်းတယ်ပေါ့နော်အကုန်လုံးချုပ်ပြီးပြောရရင်မိတ်ဆွေကအခြေကိုတက်တာချင်တယ်နောက်ပြီးတော့ကိုယ့်ရဲ့ YouTube channel ကိုဇနီးတကြနဲ့ရေရှည်မှာတည်ဆောက်ခြင်းတယ်ဆိုရင်ကိုတီတီဖွင့်ထားတဲ့ YouTuber 101 client ကိုမိတ်ဆွေအနေနဲ့တက်ရကြုံနေလိမ့်မယ်လို့ကိုတက်အနေနဲ့ထင်တယ်ပေါ့နော်ဒါပေမဲ့ကိုသက်တို့တတိထားရမယ့်ချက်တစ်ချက်ရှိတယ်ပေါ့နော်အဲ့ဒါကြတော့ကိုတီတီရဲ့ YouTuber 101ကိုတက်ပြီးသွားတယ်ကိုသက်တို့ကအမီတဲ့ YouTuber တယောက်ဖြစ်သွားတာမဟုတ်ဘူးပေါ့နော်ကိုသက်တို့ကိုရှင်တဲ့ပန်းတန်ကိုကိုသက်တို့ကိုလည်းလက်တွေ့ကြကြလှုပ်ဆောင်မှာပေါ့နော်ကိုသက်တို့ကိုလိုချင်တဲ့နေရာကိုရောက်မှာပေါ့နော်ကိုသက်ဆိုရင် YouTube ကိုမသုံးပြတာတော်ကြာပြီပေါ့နော်ကိုတီတီရဲ့ YouTuber 101ကိုတက်ပြီးတဲ့အချိန်မှာမှ YouTube ကိုပြန်ပြီးတော့စလုပ်ဖြစ်တယ်ပေါ့နော်အခုဆိုရင် mobile legend game ရဲ့ပေါ့နော် tab player တယောက်နေနဲ့ပေါ့နော်ဘယ်လိုနေရာမှာဘယ်လိုမျိုးဆွဲရမလဲဘယ်လိုမျိုးလွှဲရမလဲဆိုတာကိုပြပြပေးထားတဲ့ကိုသက် YouTube channel ရှိတယ်ပေါ့နော်မိတ်ဆွေတို့အနေနဲ့သွားရောက်လေ့လာလို့ရပါတယ်ပေါ့နော်မိတ်ဆွေတို့အနေနဲ့ YouTuber 101တင်တဲ့အောင်ဘယ်လိုသင်တယ်လဲပေါ့နော်တက်ဖို့စဉ်းစားနေပြီတော့ပေါ့ comment မှာတခြားတော့ရေးခဲ့လို့ရပါတယ်မိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုလေးကိုသဘောကျနှိမ့်သက်တယ်ဆိုရင် like and subscribe လေးလုပ်တော့ပြီးဖို့တောက်ဆိုချင်ပါတယ်โอเคအားလုံးဘိုင်ဘိုင်ပါနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်